ပြဿနာဖြေရှင်းခြင်းနဲ့ပတ်သက်လို့ဒီနေ့စကားပါမြနောက်ဆုံးအပိုင်းမှာကျမတို့ဘယ်သူရှိရနေပြီးတော့တကယ်ကိုဒီကျမ်းစာထဲမှာရသွဲမှာပြဿနာကိုဖြေရှင်းတဲ့တကယ် greatest problem solver နောက်တစ်ယောက်ရှိတယ်သူကတော့ဒန်ယေလဖြစ်တယ်ဒန်ယေလကတော့သူငယ်စဉ်စေကျော်သက်ဘဝတွေကနေဘုခနေတာဘုရင်ကြီးတိမ်သွားတဲ့အခါမှာသူကအဲ့ဒီဘုခနေတာရဲ့ဘုရင်ကြီးရဲ့ပြဿနာတွေအိမ်မက်တွေကိုသူအဖြေရှာပေးနိုင်တော့နော်ဘုရားသခင်ကသူ့ကိုဒီလူတဆန်းတဲ့ဝိညာဉ်ကိုပေးထားတယ်သူနဲ့သူတို့ဆိုတော့သူအဲ့ဒီအတွက်ကြောင့်ဘုရားသခင်ဘုန်းတော်ထင်ရှားခဲ့ရတယ်ဆက်ပြီးတော့ဒီမှာဒီနေ့ဖတ်တဲ့အခါမှာဒီနဘုခနေတာမင်းကြီးရဲ့မိဖုရားပေါ့နော်သူ့ရဲ့အခုသူမရှိတော့တဲ့အခါမှာသူ့သားကမင်းဖြစ်နေပြီဆိုတော့သူ့ရဲ့မဲ့တော်ကနေပြီးတော့ဒန်ယေလအခန်းကြီး9အငယ်30ရာနေ16မှာမဲ့တော်ရဲ့ဒီဘုရင်ရဲ့နော်ဘာဘူးလုံးဘုရင်ရဲ့ဒန်ယေလကသူကဘလောက်တော်လဲဆိုလို့ရှိရင်သူကဘာဘူးလုံးဘုရင်နဲ့ကောနောက်တော့ပါရှန်နဲ့သူကမင်းနဲ့empire နှစ်ခုမှာသူကလောက်ခဲ့သူငယ်စဉ်တော့ထဲကျော်တက်ထဲကနေပြီးတော့သူကသူ့ရဲ့ဣတိလာမျိုးကနေပြီးတော့ဖန်သွားချုံအောင်ခြင်းကိုခံသွားတဲ့အိတ်သားဖြစ်တယ်အဲ့တော့တချို့ scholar ရစာလန်119ကဒန်ယေလရေးတဲ့စာလန်လို့ဆိုပြီးတချို့ပြောကြတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့မှာအရှိကြီးပဲသူကငယ်စဉ်လူငယ်ဘဝလူပြိုဝေကအကြောင်းကနေဟိုလူကြီးတဲ့သူဆိုတာဘဝတစ်လျှောက်လုံးကြီးသွားနောက်တစ်ခုကပါလဲဆိုတော့တခြားတစ်ပါးနိုင်ငံတခြားနေရာမှာအိမ်စားဖြစ်နေတဲ့အချိန်မှာကိုယ့်ရဲ့ယုံကြည်ခြင်းကြောင့်နော်မတရားညှင်းဆဲခြင်းကိုခံရတဲ့သူရဲ့အကြောင်းနော်ဆိုအဲ့ဒါထားလိုက်ဒါမဲ့ဒန်ယေလအဖြစ်နော်ကျမတို့တွေကဘာလုပ်ရလဲကျမတို့ဘာလုပ်တယ်လဲဘယ်လိုလုပ်ရလဲဆိုတဲ့ဟာကိုကျမတို့လေ့လာကြည့်ရအောင်အဲ့လေ့လာတဲ့အခါမှာအခန်းကြီးငါအငယ်30ရာနေနော်30ရာနေပြီးတော့16မှာကျမဖတ်ကြည့်မယ်ပြင် highlight လုပ်ပြပါမယ်30ထိုအခါမေတော်မိဖုရားသည်ရှင်ဘုရင်ဤစကားမူးမတ်တို့ဤစကားကိုကြားသိလျင်ပွဲတော်သို့ဝင်၍အရှင်မင်းကြီးအသက်တော်အစဉ်မြဲရှင်ပါသည်စိတ်တော်ပူပန်ခြင်းမရှိပါနှင့်မျက်နှာနှိုးငယ်တော်မမူပါနှင့်တန်ရှင်သောဘုရားသခင်ဤဝိညာဉ်တော်နှင့်ပြည့်စုံသောသူတရားသည်နိုင်ငံတော်တွင်ရှိပါ၏ခမည်းတော်ဘုရားလက်ထက်တော်၌ထိုသူသည်ဘုရားတွင်ဘုရားပညာနှင့်တူသောပညာဉာဏ်တတ္တိထင်ရှားလျက်ရှိပါ၏ထိုသူကိုခမည်းတော်ဘုရားနေဘုခတ်နေစာမင်းကြီးသည်ငါဘုပညာရှိဘေးရင်တက်ခါလဒဲဆရာအနာဂတိဆရာတို့အပေါ်တွင်ဆရာအုပ်အရာ၌ခံထားတော်မူ၏နော်အဲ့မှာစနစ်မှာအကြောင်းမူကားအိမ်မက်အနက်ကိုဖတ်ခြင်းနည်းနည်းခက်ခဲသောအရာတို့ကိုဖွင့်ပြခြင်းပု္ပ္ပစာအမေးကိုဖြေခြင်းကတတ်ဆွမ်းနိုင်သောဉာဏ်ပညာနှင့်တကွထူးဆန်းသောစိတ်ဝိညာဉ်သည်ဒန်ယေလအမည်ရှိသောထိုသူတွင်ထင်ရှားလျက်ရှိပါ၏ဘေလတရှာသာဟုသောဘွဲနာမကိုလည်းရှင်ဘုရင်ပေးသနာတော်မူ၏ထိုဒန်ယေလကိုခေါ်တော်မူလျင်အနက်ကိုဟောပြောပါလိမ့်မည်ဟုလျှောက်တော်ဒန်ယေလကိုထံတော်သို့ခေါ်သွင်းလေ၏73မှာရှင်ဘုရင်ကငါခမည်းတော်ဖျားသည်ယူဒပြည်ကသိမ်းယူတော်မူခဲ့၍ယူဒလူစု၌ပါသောဒန်ယေလမှန်သလောသင်သည်ဖျားသခင်ဤဝိညာဉ်နှင့်၎င်းထူးဆန်းသောပညာဉာဏ်အသက်နှင့်၎င်းပြည့်စုံသည်ဟုသင်၏တည်င်းကိုငါကြား၏ထိုစာကိုဖတ်၍အနက်ကိုငါအားဖော်ပြစေခြင်းကဘေရင်တက်ပညာရှိတို့ကိုငါထံသို့တွင်းတော်တယ်သူတို့သည်အနက်ကိုမဖော်မပြနိုင်ကြသင်သည်အနက်များကိုဖော်ပြ၍ပု္ပ္ပစာအမေးကိုဖြေနိုင်သည်ဟုငါကြားပြီးသည့်အတိုင်းထိုစာကိုဖတ်၍အနက်ကိုငါအားဖော်ပြနိုင်သည်အဝိနည်းကိုဝစ်စင်၍လေပင်၌ရှေ့ဆက်လဲဆွဲလိုက်နိုင်ငံတော်တွင်တတိယမင်းဖြစ်ရလိမ့်မည်ဟုမိန့်တော်မူ၏
ဒီဟာဖောက်ပြဖို့အတွက်ကိုတခါလဲဖောက်ပြနိုင်လို့ရှင်တတိယမင်းနေရအောင်မှာပေးနိုင်ဆိုတော့ဒန်ယေလရဲ့တက်တာကိုပြန်ကြည့်ရအောင်ဒီမှာတော့ဒန်ယေလကဘာဖြစ်လို့ပြဿနာကိုဖြေရှင်းနိုင်တဲ့သူဖြစ်လဲဆိုတော့နော်ဒီမဲ့တန်ရှင်သောဘုရားသခင်ဤဝိညာဉ်တော်နှင့်ပြည့်စုံသောသူတယောက်ဒီနိုင်ငံတော်တွင်ရှိပါ၏နော်ဆိုတော့ပြဿနာနော်တေးသေးကိုခေါင်းဆောင်ဆိုတာပြဿနာတေးသေးကိုလည်းဖြေရှင်းနိုင်ရတယ်လို့ပြဿနာကြီးကြီးကိုလည်းဖြေရှင်းနိုင်ဒါကြောင့်မလို့ပြဿနာကြီးကြီးကိုဖြေရှင်းနိုင်တဲ့ဒီလူကခေါင်းဆောင်ကောင်းပြီးပြောင်မြောက်ပြီဆိုတော့ဒါကြောင့်မလို့တစ်ခါလေကြားလို့ရှိရင်တချို့ခေါင်းဆောင်တွေအလုပ်ထွက်ရတာနှုတ်ထွက်စာတင်ရတာတို့ဘာလို့ဆိုတော့ရှိနေတဲ့ပြဿနာကိုသူတို့ဖြေရှင်းနိုင်ခြင်းဒါကိုပြောမယ်ပျောက်သွားအောင်ဖြေရှင်းနိုင်အောင်မလုံးနိုင်တဲ့အခါမှာသူတို့တွေနော်တော်ဝင်ယူနိုင်တော့ပါဘူးဆိုနှုတ်ထွက်သွားတာလေဒါပေမဲ့ခေါင်းဆောင်ကောင်းဆိုတာဖြေရှင်းနိုင်ရတယ်ဆိုတော့ဒီမှာဘလို့တချို့ကကြီးတဲ့ပြဿနာဖြေရှင်းပြီးတော့သေးတဲ့ပြဿနာမဖြေရှင်းနိုင်တာလို့ဆိုတာအမျိုးလည်းရှိတယ်ဆိုတော့ဒီနာ balance ဆိုတာရှိရတယ်ခေါင်းဆောင်ကောင်းဆိုတာနော်ဘယ်လိုမျိုးနဲ့ပြဿနာကိုဖြေရှင်းနိုင်တယ်သူကဘယ်လိုမျိုးနဲ့မနဲ့နိုင်ထားလဲဆိုတော့ညီကြီးတစ်ခုနော်ဟိုအင်ညာမြေဆောက်ဖို့အတွက်ဒါဘယ်လိုလုပ်ပြီးဆိုရင်ညှိပြီးဆိုရင်ကောင်းတဲ့ဘက်အပိုင်းအမြေကြီးရှိသလိုဟို swampy land ဆိုတာရှိတယ် swampy land နော်အဲ swampy land ဆိုလို့ရှိရင်ဘာလုံးဝလဲမြေကြီးကိုပြန်ညှိရတယ်ဖိုးရတယ်အချိုးအစသူ့ရဲ့သူ့ကိုနော်ဒီတောင်ကုန်းပေါ်ဟာကနော်ပို့ပြီးတော့စောက်ရတာပို့လွယ်ပေမဲ့ဒီ swampy land ကိုစောက်ရတာမလွယ်ဘူးဆိုတော့ကုန်းပေါ်ဟာကိုဖြေရှင်းရတဲ့ပြဿနာနဲ့ဒီ swampy land ဒီပေါ်တော့ရေတော့ဝက်နဲ့ဖြစ်နေတဲ့နေရာမှာသုံးရတဲ့ဤပညာတွေပစ္စည်းဒါတွေကနှိုင်းရှင်လို့မရအောင်နော်အများကြီးဒီဘက်မှာပို့ပြီးတော့ပြဿနာအများကြီးပို့ရှိတယ်ဆိုတော့ခေါင်းဆောင်ကောင်းဆိုတာဘာလဲဒီမှာဒီ site project manager site manager ဆိုတာဒီအပေါ်ကခုံးပေါ်မှာရှိတဲ့နေရာကောင်းတဲ့ elevation ကောင်းတဲ့နေရာမှာအင်ကောင်းကောင်းဆောက်နိုင်တယ်မကဘူးဒီနှုံးမြေနော်တော့အဲ့တော့ကရေအောက်ထဲမှာရောက်နေခဲ့တဲ့နော် swampy land မှာနော်တစ်ပင်နေနဲ့ထုံနေနဲ့အများကြီးနော်နေရာမကောင်းတဲ့အဲ့နေရာမှာ develop လုပ်တာသူ့ရဲ့ပေါ့နော်ဟိုလုံအားကိုဒီမှာအများကြီးပို့သုံးတာဆိုတော့ပြောချင်တာဘာလဲဆိုတော့ခေါင်းဆောင်ကောင်းဆိုတာငါနဲ့တော့ဘယ်ဒါငါနဲ့မဆိုင်ဟိုအားငါနဲ့မဆိုင်ဆိုတာမျိုးလုံးလို့မရဘူးဆိုတာအဲ့ဒါဘာလဲဆိုတော့ကိုကနော်ဒီတောင်ကုန်းပေါ်မှာအိမ်ဆောက်ဖို့အရာအတွက်ကိုဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်တယ်လို့ဒီမြေနေနဲ့ဆွမ်းနေမှာခိုင်အောင်ကောင်းကောင်းဆောက်နိုင်ဖို့ဆုံးဖြတ်ချက်ချဖို့သူကပြဿနာကိုဖြေရှင်းဖို့သူကလောက်ရမှာဆိုတော့နှစ်ခုစလုံးကိုဗမ်းမြညီညွတ်စွာဖြင့်လုံးနိုင်တယ်ဒါတကယ်ကောင်းတော့ဆိုတော့လူအနေနဲ့မတတ်နိုင်တဲ့ဟာသူမတတ်နိုင်တယ်ဆိုတော့ဘုရားသခင်တတ်နိုင်တယ်ဒန်ယေလရဲ့ညွှန်ဝဲချက်ကဘာလဲဆိုတော့ဒီမှာကျမတို့ကိုပြောတာဒ
ဖျားသခင်ဤဝိညာဉ်တော်နှင့်ပြည့်စုံသောသူတယောက်သည်နိုင်ငံတော်တွင်ရှိပါ၏ခမည်းတော်ဖျားလက်ထက်တော်၌ထိုသူတွင်ဖျားပညာနှင့်တူသောပညာဉာဏ်သတ္တိထင်ရှားလျက်ရှိပါ၏ဆိုဒီမှာထပ်ပြီးတော့ဗာဆက်ရေးထားတယ်အကြောင်းမူကားအိမ်မက်အနက်ကိုဖတ်ခြင်းနည်းနည်းခက်ခဲသောအရာကိုဖွင့်ပြခြင်းပု္ပ္ပာအမေးကိုဖြေခြင်းကတက်ဆွမ်းနိုင်သောဉာဏ်ပညာနှင့်တကွထူးဆန်းသောစိတ်ဝိညာဉ်သည်ဒံယေလအမည်ရှိသောထိုသူတွင်ထင်ရှားလျက်ရှိပါ၏ပေရတရှာသာဟုသောပွဲနာမကိုလည်းရှင်ဘုရင်ပေးသနာတော်မူသူကဖျားသခင်လုံးဝမိကိုအားထားပြီးတော့အရာရာကိုအနန္တဟုတ်လို့ကျနာပါလဲဆိုတော့ကိုငါဆိုတဲ့ဟာကြောက်သွားပြီဆိုလို့ရှိရင်တန်ရှင်တော်ဝိညာဉ်တော်ဖျားသခင်ရဲ့ဘုံတကူစွမ်းအားပို့ပြီးတော့နေရာယူနိုင်တယ်အဲ့ဒီနည်းနဲ့ပဲကျွန်တော်ကျမတို့ကပြဿနာကိုနော်ဖြေရှင်းပေးနိုင်တာဘာလို့နောက်တစ်ပတ်ကြာလို့ရှိရင်ကျမတို့ value တန်ဖိုးလူတန်ဖိုးထားလဲတန်ဖိုးထားတဲ့အားကြောင့်ကျမတို့ပြောမှဖြစ်တယ် but အားသခင်နော်ကျမတို့အေးလာထားတယ်စိတ်နှလုံးမှာဆွဲနေပါ meditate လုပ်ပါကျမတို့သုံးနော်ကြမ်းကြက်တွေနဲ့နော်ပြဿနာကိုဘယ်လိုရှင်းကျမတို့ဖြေရှင်းနိုင်တဲ့နေရာမှာမျက်လုံးတော့ဖျားရွက်ခါရဌာနတော်မှာနေပြီးတော့ဖျားသခင်ကို submit လုပ်ပြီးတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့ control လုပ်ခြင်းကိုခံဒီနည်းပဲရှိတယ်နောက်တစ်ပတ်ပြန်တွေ့မယ်